မင်္ဂလာပါမိတ်ဆွေလူတိုင်းကတန်ဖိုးထားကြတယ်ဒါပေမဲ့တခါတလေကြတော့နားလေရခက်ခဲတဲ့လွတ်လပ်ခြင်းဆိုတာဘာလဲဘယ်လိုမျိုးလဲကျွန်တော်တို့အများစုကလွတ်လပ်ခြင်းလို့ပြောလိုက်ရင်ဘာကိုပြင်းမြင်ကြတယ်လဲများသောအားဖြင့်တော့ဘသူရဲ့ကန့်သက်ချုပ်ချယ်မှုမှမရှိဘဲနဲ့ကိုလုပ်ချင်တာကိုလုပ်နိုင်တာကိုလိုချင်တယ်လို့ရွေးချယ်နိုင်တာကိုလွတ်လပ်တယ်လို့နားလည်ထားကြတယ်ဒါပေမဲ့ဒီယူဆကထင်သလောက်တော့မယူရှင်းပါဘူးဗျဒီနေ့မှာတော့နိုင်ငံရေးတသနာပညာရှင်အိုက်ဆရက်ဘာလင်ဆိုတဲ့ပုဂ္ဂိုလ်ကခွဲခြားပြခဲ့တဲ့လွတ်လပ်ခြင်းမျိုးစားနှစ်မျိုးကိုအခြေခံပြီးတော့လိုရင်းတိုရှင်ဖော်ပြပေးခြင်းပါတယ်အတူတူလေ့လာကြည့်လိုက်ရအောင်ဗျာပထမဆုံးအနေနဲ့ negative freedom နှုတ်လက္ခဏာဆောင်တဲ့လွတ်လပ်ခြင်းကိုကျွန်တော်တို့လေ့လာကြည့်အောင်ဒါကဘာလို့ဆိုလိုတာလဲဆိုတော့တခြားသူတွေအစိုးရဒါမှမဟုတ်လူမှုဖွဲ့စည်းရဲ့တားဆီးပိတ်ပင်မှုမရှိဘဲနဲ့ကိုလုပ်ချင်တာကိုလုပ်ခွင့်ရတာမျိုးဒါဥပမာအနေနဲ့ပြောရရင်ကိုယုံကြည်တဲ့အတိုင်းထုတ်ဖော်ပြောဆိုနေတဲ့အခါဘယ်သူမှလာရောက်တားဆီးတာမျိုးမရှိဘူးကိုနှစ်သက်တဲ့ဘာသာတရားကိုလွတ်လွတ်လပ်လပ်ကိုးကွယ်နိုင်တာကိုသွားချင်တဲ့နေရာကိုဘယ်သူမှမတားဘဲနဲ့တောင်းနိုင်တာမျိုးတွေပေါ့ရိုးလေးပြောရရင်ကျွန်တော်လှုပ်ဆောင်မှုတွေပေါ့ပြင်ပကနေပြီးတော့အတားအဆီးမရှိတာကိုနှုတ်လက္ခဏာဆောင်တဲ့လွတ်လပ်ခြင်းလို့ခေါ်တာနောက်တစ်မျိုးကတော့ပို့ပြီးတော့နှံ့နေတဲ့ positive freedom အပေါင်းလက္ခဏာဆောင်တဲ့လွတ်လပ်ခြင်းအကြောင်းကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်လိုက်အောင်ဒါကကိုယ့်ရဲ့ရည်မှန်းချက်တွေကိုတကယ်အကောင့်ထဲပေါ်နိုင်တဲ့စွမ်းရည်ရှိတာကိုဆိုလိုတာဥပမာတစ်ခုအနေနဲ့ကြည့်ရရင်လူတစ်ယောက်ကအလုပ်လုပ်ဖို့ဘယ်သူမှမတားဘူးဆိုပါစို့ဒါက negative freedom ရှိတာဒါပေမဲ့ तू ကပညာမတတ်ဘူးကျန်းမာရေးလည်းမကောင်းအဲ့လိုမှမဟုတ်ပဲစားဝတ်နေရေးခက်ခဲလို့အရင်းနှီးမရှိဘူးဆိုရင် तू ဖြစ်ချင်တဲ့အလုပ်ကိုတကယ်လုပ်နိုင်မှာမလားလုံးဝမလုပ်နိုင်ပါဘူးအဲ့ဒါကြောင့်တကယ်လွတ်လပ်မှုရဖို့ဆိုရင်ကောင်းမွန်တဲ့ပညာရေးစီးပွားရေးခွင့်လန်းကျန်းမာရေးနဲ့လုံခြုံရေးတွေရှိဖို့တော့လိုအပ်ပါသေးတယ်စက်တဲလုံးလို့မလုပ်ချင်တဲ့အလုပ်ကိုအတင်းလုံးနေရတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ကူးတွေကအလုပ်ကိုလုပ်နိုင်စွမ်းရှိမှသာအပေါင်းလက္ခဏာဆောင်တဲ့လွတ်လပ်ခြင်းရှိတယ်လို့ဆိုနိုင်မှာပဲမဟုတ်လားအဲ့တော့ကျွန်တော်ရဲ့နေ့စဉ်ဘဝမှာဒါတွေကိုဘယ်လိုမျိုးကျင့်သုံးကြမလဲလက်တွေ့ဘဝမှာလွတ်လပ်ခြင်းဆိုတာကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတာပါဥပမာဘယ်လိုပညာမျိုးသင်ကြမလဲဘယ်မှာနေထိုင်ကြမလဲဘယ်သူနဲ့လက်တွဲမလဲဆိုတာတွေကိုကိုယ်တိုင်ဆုံးဖြတ်နိုင်ခြင်းကလွတ်လပ်ခြင်းရဲ့တော့ချက်ဒါပေမဲ့တခုတတိထားမှာလွတ်လပ်ခြင်းဆိုတာကိုလုံးချင်ရလုပ်ဖို့မဟုတ်ဘူးပေါ့နော်တခြားသူတွေရဲ့လွတ်လပ်ခွင့်ကိုလည်းလေးစားဖို့တာဝန်ရှိတယ်တခြားသူကိုထိခိုက်စေမယ်ဆိုရင်အဲ့ဒါလွတ်လပ်မှုတော့မဟုတ်ပဲနဲ့စီကံမိတ်မှုဖြစ်သွားပါလိမ့်မယ်လူမှုဖွဲ့စည်းမှာနေထိုင်ကြတဲ့အတွက်ဥပဒေတွေရှိမယ်ရိုးရာဓလေ့တွေရှိမယ်တာဝန်တွေကတော့ရှိနေမှာပါပဲအနည်းချုပ်ရရင်တော့တကယ်လွတ်လပ်မှုဆိုတာပြင်ပတားဆီးမှုတွေမရှိုံနဲ့မကပဲနဲ့ကိုယ်တိုင်ရွေးချယ်မှုတွေလုပ်နိုင်ပြီးတော့အဲ့ဒီရွေးချယ်မှုတွေကြောင့်ပျော်ရွှင်မှုနဲ့တိုးတက်မှုရရှိနေတဲ့အခြေအနေဖြစ်တယ်အဲ့ဒါတွေကြောင့်ကျွန်တော်တို့ရဲ့လွတ်လပ်ခြင်းကိုတန်ဖိုးထားပြီးတော့လက်တွေ့ကျကျကျင့်သုံးကြည့်ရအောင်ပါဖျောက်တွေရောလွတ်လပ်ခြင်းဆိုတာဘာလဲမှတ်ချက်မှရေးပေးခဲ့လို့ရပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အစစရဲ့အဆင်ပြေကြပါစေဗျာ